ညဘက်မှာဆော့ဆော့အိပ်ပင်မဲ့အိပ်မပြောတာမျိုးတွေမနဲ့လင်းလာတဲ့ခါမှာခေါင်းမကြည်ရမျိုးတွေကြုံမှုပါလားဒီနေ့မှာတော့ညဘက်အိပ်မပြောခြင်းပြဿနာတွေကိုဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုပြပြပေးတော့မှာဖြစ်ပါတယ်ရှင်ကျမကတော့ခြေခံကျန်းမာရေးတက်ကတူမကွေးမှာကျန်းမာရေးအသိပညာရေးစီးပူးနေတဲ့တတိယနှစ်ကျောင်းသူမဖြိုးပြပြအောင်ဖြစ်ပါတယ်ရှင် Okay let's go အိပ်မပြောတဲ့နေ့ရက်တွေများလာတဲ့ခါမှာကျမတို့ရဲ့ကျန်းမာရေးအတွက်ဘယ်လိုမျိုးဆိုးကျိုးတွေဖြစ်လာနိုင်တာလဲပထမတစ်ချက်အနေနဲ့စိတ်ဖိစီးမှုတွေများလာမယ်စိတ်ဓာတ်တွေကျလာပြီးတော့မှစိတ်မတည်ငြိမ်မှုတွေဖြစ်လာနိုင်ပါတယ်နောက်တစ်ချက်အနေနဲ့ကခန္ဓာကိုယ်ကိုပင်ပန်းနွမ်းနယ်လာစေပါတယ်ဒါအပြင် immune system တွေကိုကျစေရတဲ့အတွက်ကြောင့်မလို့ပြင်ပယောဂါတွေဝင်ဖို့အတွက်လည်းအခွင့်အလမ်းပို့ပြီးတော့များစေပါတယ်စီးကြိုယောဂါနှလုံးယောဂါသွေးတိုးယောဂါဒီလိုမျိုးနာတာရှည်ယောဂါတွေဖြစ်ဖို့အတွက်လည်းပဲသူကအားပေးပါတယ်တတိယချက်အနေနဲ့ကကြတော့အုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေကိုသူကထိခိုက်စေနိုင်ပါတယ်အလုံးမှာပဲဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ်ကျမတို့စွမ်းဆောင်ရည်ကြီးကျဆင်းလာနိုင်ပါတယ်သင်ယူမှုတွေမှတ်ဉာဏ်တွေကျဆင်းလာနိုင်ပါတယ်ကျမတို့မကြာခဏတတိလစ်တာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်ဒါဆိုရင်ဒီလိုမျိုးပြဿနာတွေကိုကျမတို့ဘယ်လိုမျိုးဖြေရှင်းကြမှာလဲဖြေရှင်းရမယ့်နည်းလမ်းတွေကဘယ်လိုနည်းလမ်းတွေလဲကျမတို့အိတ်ချိန်မှန်အောင်လို့ပထမဆုံးတစ်ချက်အနေနဲ့ကျမတို့ရဲ့အိတ်ချိန်ကိုပုံမှန်သတ်မှတ်ပေးရပါမယ်နောက်တစ်ချက်အနေနဲ့ကကျမတို့ညာဘက်ကိုစောင့်ပြီးတော့မှအိပ်ပေးရပါမယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့နှလုံးကဘယ်ဘက်မှာရှိပါရဲ့။အသည်းကညာဘက်မှာရှိပါရဲ့။ကျမတို့ဘယ်ဘက်ကိုစောင့်အိပ်တဲ့အခါမှာကျမတို့ရဲ့နှလုံးကိုအသည်းကလာပြီးတော့ဖိထားပါရဲ့။အဲ့ဒီအချိန်မှာကျမတို့အိပ်တဲ့အခါမှာအသက်ရှူမဝတာမျိုးတွေအသက်ရှူကျက်တာမျိုးတွေဖြစ်နိုင်ပါရဲ့။ဒါကြောင့်ကျမတို့ညာဘက်ကိုစောင့်ပြီးတော့အိပ်မယ်ဆိုလို့ရှိရင်အိပ်ရတာကိုပို့ပြီးတော့မှအဆင်ပြေစေပါရဲ့။ပို့ပြီးတော့မှလည်းအိပ်ပျော်စေနိုင်ပါရဲ့။နောက်တစ်ချက်အနေနဲ့ကျမတို့မိခင်2နာရီအလိုမှာဘာအစားအစာအောင်မှစားခြင်းမပြုလုပ်ပါနဲ့ဥပမာကဖိန်းတက်ပါတယ်ပေါ့နော်ကော်ဖီတောက်တာမျိုးလက်ဖက်ရည်တောက်တာမျိုးအနာချီ drink တွေတောက်တာမျိုးဒီလိုမျိုးအုံနောက်ကို active ဖြစ်စေရဲ့အစားအစာတွေကိုမစားသုံးသင့်ပါဘူးအိတ်ခါနီး1နာရီအလိုနိုင်ဝက်အလိုမှာဖုန်းသုံးခြင်းကိုရှောင်ရှားရပါမယ်ဘာကြောင့်လဲဆိုတော့ကျမတို့ဖုန်းမှာဆိုလို့ရှိရင် blue light လို့ခေါ်တဲ့အပြောင်အလင်းတန်းတွေကကျမတို့ရဲ့အုံနောက်ထဲက melatonin ဟော်မုန်းထုတ်လွှတ်မှုကိုသွားပြီးတော့မှ short ချစေပါတယ် melatonin ဟော်မုန်းဆိုတာဘာလဲ melatonin ဟော်မုန်းဆိုတာကကျမတို့အိတ်ချိန်ဆက်ကိုဖြစ်ပေါ်စေတဲ့ဟော်မုန်းပဲဖြစ်ပါတယ်ဒီဟော်မုန်းထုတ်လွှတ်မှုနည်းလာတဲ့အခါမှာကျမတို့အိတ်ချိန်ဆက်တွေကိုလည်းနည်းလာစေပါတယ်ဒါကြောင့်အိတ်ခါနီးမှာဆိုလို့ရှိရင်နိုင်ဝက်အလိုမှာဖုန်းသုံးခြင်းကိုရှောင်ရှားသင့်ပါတယ်နောက်တစ်ချက်အနေနဲ့ကျမတို့အိတ်မဲ့အိတ်ခမ်းကိုပေါ့နော်တက်တောင့်တက်တာလေးဖြစ်အောင်လို့ပြင်ဆင်ထားသင့်ပါတယ်မီးလေးအောင်ဖြော့ဖြော့လေးထားတာမျိုးပြီးတော့တက်တောင့်တက်တာဖြစ်စေမဲ့တချင်းအေးလေးပေါ့နော်ဒီလိုမျိုးဖွင့်ပြီးအိတ်တာမျိုးတွေပြုလုပ်သင့်ပါတယ်ဒီနေ့ကျမရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျန်းမာရေးဆိုင်ရာအသိပညာတစ်စုံတရာရလိမ့်မယ်လို့မျှော်လင့်မိပါတယ်အားလုံးပဲကျန်းမာပျော်ရွှင်တဲ့ဘဝလေးတွေကိုပိုင်ဆိုင်နေကြပါစေရှင်